100% scholarship နဲ့နိုင်ငံခြားမှာကြောက်တတ်ပြီးဝင်းနှစ်ခု dual degree ရနိုင်မယ့်ခွင့်ရရှိတာသိပြီးကြပြီလားကုန်ကျစရိတ်အသက်တာဆောင်ပုံစံနဲ့နိုင်ငံခြားပညာတော်တဲ့ဘဝကိုစတင်ပြီး Bachelor degree နှစ်ခုကိုပိုင်ဆိုင်လို့သူတွေအတွက်အနော်ထားမှာအမခခွင့်ရတစ်ခုရှိနေပါတယ်နော်ဒီထူးခြားတဲ့ 2+2 program နဲ့ပထမနှစ်ကိုလာအောင်နိုင်ငံမှာ 100% scholarship ဖြင့်အခမဲ့တက်ရောက်နိုင်မှာဖြစ်ပြီးကျန်တဲ့နှစ်ကိုတော့ထိုင်ဝမ်နိုင်ငံရှီချန်း University မှာဆက်လက်တင်ယူပြီးဝင်းနှစ်ခုရယူနိုင်မှာဖြစ်ပါတယ်ဒီ program ဟာ SIT ရဲ့ SIT Global Startup School နဲ့ရှီချန်း University တို့ကိုပေါင်းဖွဲ့လိုက်တဲ့ Dual Degree in Bachelor of Business Administration and International Business တစ်ခုဖြစ်ပါတယ်ဒီဘွဲ့ဟာဆိုရင်တော့စီးပွားရေးကိုစိတ်ဝင်စားကြသူများနိုင်ငံခြားမှာပညာသင်လို့ပြီးနိုင်ငံတကာအတွေ့အကြုံရယူလို့သူများပညာသင်စရေးသက်တော်ဆောင်နဲ့အရေးသွင်းမြစ်ပွဲကောင်းလူကျသူများအတွက်လက်နက်မခံတဲ့အခွင့်အရေးတစ်ခုဖြစ်ပါတယ်နော်ဒါဆိုရင် 100% scholarship နဲ့တက်ရောက်မယ့် SIT ကဘယ်လိုကြောင်းမျိုးလဲဆိုတာကြည့်လိုက်ကြရအောင်ကျွန်တော်မလေးရလာတာကျွန်တော်လာရောက်နေတာခုနဲ့ဆို2နှစ်ရှိပါပြီကျွန်တော်ဒီကျောင်းမှာတက်နေတာတော့ခုနဲ့ဆို second year ဖြစ်ပါတယ်ဒီကျောင်းကိုတက်ရတဲ့အကြောင်းကြီးကကျွန်တော်ဒီမြန်မာကျောင်းမှာမကြုံဘူးရတဲ့အတွေ့အကြုံတွေ presentation skill business skill managing skill တို့ဘာလို့ညာတော့အဲ့ဟာတွေပို့ပြီးကိုယ့်အတွက်လည်းတိုးတက်လာတယ်ပေါ့ဗျာ Oh now you know you can do that. Okay. So once this is finished, let's talk about now. Hello everyone, my name is Chris. I'm the CEO of SIT Global Startup School, and today I'm going to walk you through our campus. As our SIT Global Startup School, the students do not only study in the classroom, but we have this class of facilities too for students to have fun. And this is the founder of our Susaka Institute of Technology, Mr. Susaka Bumanit. He's a businessman here, and he started this institute because he wanted to develop the human resources of Lao. And look, this is the facility that we have for students. This is a student lab where students will come, studies, and work on the project. So not only SIT Global Startup School that teach about business, we also have IT department that teach students how to do programming and Internet of Things. So let's see their classroom. Thanks for watching this video. I hope we have students from Myanmar coming to study with us at Susaka Institute of Technology. Bye bye. နိုင်ငံတစ်ခုရဲ့စီးပွားရေးပညာရပ်တွေကိုသင်ယူရမယ်ပြင်ပထမနှစ်အတွက် 100% scholarship ရယူမယ်ဒီအခွင့်အရေးကိုလာမယ့် intake အမြင့်ကြောင်းရှောက်နိုင်မှုအတွက်အခုပဲအနော်ထားမှာအသေးစိတ်စုံစမ်းမေးမြန်းလိုက်ပါနော်